What is special rule? Special rule ဆိုတာဘာလဲဘယ်သူတွေကထုတ်ထားရလဲဘယ်နေရာမှာသုံးရမှာလဲဘာအတွက်လဲ special rule ဘယ်နှမျိုးရှိလဲ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Master Maritime Knowledge Have MMK Hack ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုစီသူဖြစ်ပါတယ်ဟုတ်ပြီ special rules စီအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီကောင်တွေရဲ့အဖြေကတော့ rule 1ရဲ့ paragraph B နဲ့ rule 1ရဲ့ paragraph C ထဲမှာပါတယ်ဗျခင်ဗျား Singapore Strait မှာတင်မောမောင်းတဲ့အခါညဘက် night time မှာဗျာ Singapore Strait ကိုကျွန်တော်တို့ cross လုပ်တဲ့အချိန်မှာ three all round green light in a vertical line မီးစိမ်း၃လုံးကိုတဒန်းနဲ့ထွန်းပေးခဲ့ရမြတ်ကြုံဘူးလားတချို့သော DSS တွေ narrow channel တွေကိုဖြတ်တဲ့ခါကြလို့ရှိရင်ဒီနေရာမှာတော့ speaker 12 knot ထက်မကျော်ရဘူးဒီနေရာမှာတော့ speaker 10 knot ထက်မကျော်ရဘူးဥပမာဆိုလို့ရှိရင်ကိုရီးယားဖူဆန်းတို့ကွမ်ယန်းတို့ဦးဆန်းတို့အဲ့လိုပို့ပြီးသွားတဲ့ခါကြလို့ရှိရင်အဲ့မှာ speed limit area ဆိုပြီးတော့12 knot ထက်မကျော်ရပါဘူးဆိုပြီးတော့သတ်မှတ်ထားမျိုးတောင်ရှိလိုက်သေးရဲ့ဗျာအဲ့မျိုးတော့ခင်ဗျာကြုံဘူးလားအဲ့လိုမျိုး rules တွေကို special rule လို့ခေါ်ရဲဗျာသူတို့ဘယ်တွေကထုတ်ပေးထားရလဲဆိုတော့ local authority တွေဖြစ်တဲ့ post state တို့ coastal state တို့ကနေပြီးတော့ထုတ်ပေးထားတာဆိုတော့ကခင်ဗျာအဲ့ area တွေမှာတင်မောမောင်းမယ်ဆိုလို့ရှိရင်တော့ခင်ဗျာအဲ့ special rules တွေကိုလိုက်နာပေးမှရလိမ့်မယ်ဗျ Call 72ကမပြောထားလို့ကျွန်တော်တို့မလိုက်နာနိုင်ဘူးဗျာမမောင်းနိုင်ပါဘူးဗျာလို့တော့သွားလို့မရအောင် Rule 1B ထဲမှာလည်းပြောထားပြီးသား Roasted Harbor River Lake or Inland Waterway တွေအတွက်တဲ့ Local Authority ကနေထုတ်ပြန်ထားတဲ့ Special Rules တွေကိုတဲ့ Call 72ကသွားပြီးတော့နှောက်ယှက်တာမျိုးတွေလုပ်လို့မရပါဘူးတဲ့အဲ့ special rules တွေကိုလည်း call 72နဲ့အနည်းဆုံးအကိုက်ညီဆုံးဖြစ်အောင် local authority ကထုတ်ပြန်ထားပေးရပါမယ်ဆိုပြီးတော့ rule 1B ထဲမှာအကုန်လုံးပြောထားပြီးသားအဲ့တော့ roasted harbor river lake or inland waterway တွေဆိုလို့ရှိရင် local authority ကထုတ်ပြန်ထားတဲ့ special rules တွေရှိမယ်အဲ့နေရာတွေကိုရောက်ရင်ခင်ဗျားအဲ့ special rules တွေကိုမဖြစ်မနေလိုက်နာပေးရမယ်ဒါကတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် rule 1ရဲ့ rule 1B ရဲ့အနှစ်ချုပ်ဆိုလို့ရင်းမယ်ဗျTD ဆိုတော့သိလားအဲ့ဒီ VCD ကို Rule 1B ရဲ့ example တစ်ခုအနေနဲ့ကျွန်တော်တို့ပြောလို့ရတာရောခင်ဗျာသိပြီလား Okay ဒီနေ့ဗီဒီယိုလေးမှာအဲ့အကြောင်းအလေးပြောပြသွားမှာဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ကြအောင်ဟုတ်ပြီ VCD ဆိုတာတဲ့ကျွန်တော်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့တရားဖို့3ပုံနဲ့တချင်းဆိုလို့ရတဲ့ karaoke ဆက်က VCD ကိုပြောတာမဟုတ်ဘူးဗျာ Vessel constraint by hardware ကိုပြောတာVessel constraint by hardware VCD အကြောင်းကိုခင်ဗျာသိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ root 3ကိုအရင်ဆုံးစပြီးကြော်ပြီးကြည့်မှရမယ် root 3H ထဲမှာကတဲ့ကျွန်တော်တို့ Vessel constraint by hardware လို့ခေါ်တဲ့ VCD ရဲ့ definition ကိုပေးထားတယ် VCD ဆိုတာ power driven vessel တစ်စီးပဲသူ့မှာတခြားသင်္ဘောတွေလိုမျိုးဥပမာ NUC တို့ VRM တို့ fishing vessel တို့ sailing vessel တို့လိုမျိုးသူတို့အခွင့်အရေးထွေထူးပေးထားတာမျိုးမရှိဘူးဗျဥပမာဗျာ vessel restricted in validity to maneuver လို့ခေါ်တဲ့ VRM အတွက်ဆိုလို့ရှိရင်သူလှုပ်ဆောင်နေတဲ့အလုပ်တာဝန်ဝတ်တရားတွေအရာသူ့ရဲ့ operation တွေအရာသူတို့က call 72ကိုလိုက်နာပြီးတော့တမမရှောင်နိုင်အောင်ဗျာအဲ့တော့ power driven vessel ဖြစ်တဲ့ကျွန်တော်တို့နဲ့တွေ့ပြီဆိုလို့ရှိရင်ဘာလို့အောင်ကိုရီးယားရှောင်ပေးလိုက်ရတယ်ဘာရလဲဆိုလို့ရှိရင် route 18ရရှောင်ပေးရတယ်ထို့တူပဲ NUC လို့ခေါ်တဲ့ not under command သင်္ဘောတွေသူတို့ကဆက်ပြက်ပြီး control လုပ်လို့မရတဲ့သင်္ဘောဆိုမှတော့ဗျာ call 72လဲသူတို့ကလိုက်နာဖို့တော့ကဘယ်လုံးမှမဖြစ်နိုင်တော့အဲ့တော့ power driven vessel ဖြစ်တဲ့ကိုကပဲရှောင်ပေးလိုက်ရပြန်ဒါပေမဲ့ VCD ကြောင့်တမှုထူးကြရဗျာသူကတဲ့ vessel site အကြီးသေးပုံမူတည်ပြီးစဉ်းစားထားမှာမဟုတ်ဘာပုံမူတည်ပြီးစဉ်းစားရလဲသူ့ draft ဟုတ်အဲ့ draft ကလည်းဒီတန် Jordan draft ဖြစ်လို့မရအောင်နော် draft တွေအရင်များနေရတယ်မရအောင်ရေနက်ဖြစ်တဲ့ depth ကသူ့ရဲ့ဘေးနားမှာရှိနေတဲ့ရနိုင်တဲ့ safely navigable sea room ကိုကြည့်ပြီးဆုံးဖြတ်တာဥပမာပြောမယ်ဆိုဗျာခင်ဗျားတင်မောက10 meter draft ရှိတယ်ရေနက်က8 meter ပဲရှိမယ်ခင်ဗျားရဲ့လမ်းကြောင်းပတ်ချံလေးမှာလည်းရေတိမ်နေ shallow water တွေပဲဖြစ်နေမယ်ဆိုလို့ရှိရင်ခင်ဗျားဒီ8 meter depth ဝင်းကျင်ရတဲ့ရေလမ်းကြောင်းပေါ်မှာပဲခင်ဗျားစိတ်ဖြစ်အောင်မောင်းလို့ရမှာဘယ်ဒီညာကိုလို့အဆင်မပြေဘူးလေဗျာခင်ဗျားကိုလို့လို့ရှိရင်လည်းခင်ဗျား grounding ဖြစ်သွားမှာပေါ့ဘာလို့ danger navigation ရှိနေလေအဲ့တော့ခင်ဗျားတင်မောကြည့် available depth ကိုဘေးက width က navigable water ကိုခင်ဗျားအတွက် limit ဖြစ်မနေဘူးလား
အဲ့လို limit ဖြစ်နေတာမျိုးကို vessel constraint ဘိုင်းဟာအတွက် VCD လို့ပြောတာဗျနောက်တော့ဥပမာတစ်ခုထပ်ပြောပြမယ်ဗျဟိုခင်ဗျာသင်္ဘောကြီးက drop 15 မီတာလောက်ရှိတယ် world biggest container vessel သင်္ဘောကြီးပေါ့ဗျာခင်ဗျာအဲ့သင်္ဘောမှာမောင်းနေတယ်ဒါပေမဲ့ခင်ဗျာမောင်းနေရကြ open sea ရေနက်ကမီတာ200လောက်ရှိမယ်ဒါဆိုခင်ဗျာ VCD လား no VCD မဟုတ်ဘူးလေဟုတ်တယ်မလားဒါဆိုတော့ခင်ဗျာ VCD ဆိုတာဘာလဲသဘောပေါက်ပြီထင်ပါတယ်ဟုတ်ပြီအဲ့ VCD သင်္ဘောတစ်စီးကတဲ့တခြားသင်္ဘောတစ်စီး power run vessel တစ်စီးနေပေါ့ဗျာသူတို့ risk of collision ရှိလာတဲ့အချိန်ကြလို့ရှင်ခင်ဗျာဘယ်လိုလုပ်ကြမလဲ VCD ကရှောင်ပေးရမှာလား power run vessel ကရှောင်ပေးရမှာလားVCD ဆိုတဲ့အတွက်ကြောင့်မို့ဗျာ तू ကဘယ်ကွညာကွအဲ့လို order course လုပ်ဖို့အတွက်ကတော့ तू အဆင်မပြေဘူးပေါ့ဗျာဒါဆိုဘာလုပ်ကြမလို့ကျွန်တော်တို့တတိမထားမိအချက်တစ်ခုရှိရဗျဟုတ်တယ် speed तू က VCD ကဘယ်ကွညာကွလုပ်လို့မရပါပဲသူ့မှာ speed short တာတွေ speed တိုးတာတွေလုပ်လို့ရတယ်လေအဲ့တော့ VCD ကအဲ့ order course လုပ်လို့မရပါပဲ order speed လုပ်ပြီးတော့ color 72ရတော့ avoiding action ကိုလုပ်လို့ရနိုင်တယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ rule 15က crossing saturation အကြောင်းလေးလည်းနည်းနည်းထည့်ပြောမှဆင်ပြေမယ်ဗျ rule 15 crossing saturation နဲ့မှာတဲ့ဗာပြောထားလဲဆိုခင်ဗျာသင်္ဘောက power run vessel တခြားသင်္ဘောကလည်း power run vessel တစ်စီး power run vessel နှစ်စီးတွေ့ကြပြီနှစ်စီးကလည်း crossing saturation အနေနဲ့တွေ့တယ်တစ်စီးရဲ့လမ်းကြောင်းတော့တစ်စီးကဖြတ်မှဖြစ်ရမယ်ပြီးတော့တစ်စီးကိုတစ်စီးမြင်နေရတဲ့ inside of one another condition လည်းဖြစ်နေမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ခင်ဗျာသင်္ဘောရဲ့ညာဘက်မှာတခြားသင်္ဘောခင်ဗျာသင်္ဘောရဲ့ starboard side မှာတခြားသင်္ဘောတစ်စီးရှိနေခင်မယ်ဆိုလို့ရှိရင်တော့ခင်ဗျာရှောင်ပေးရမယ်ဘယ်လိုပြောရလဲဆို rule 15ကပြောတာဘာလို့အောင်မလဲ keep out of the way လုပ်ပေးရမယ်တဲ့ပြောချင်တာကဗျာခင်ဗျာလမ်းဖယ်ပေးရမယ်ကောင်ခင်ဗျာ gateway vessel ခင်ဗျာညာဘက်မှာတွေ့တဲ့ကောင်က AC နေလို့ရတဲ့ကောင် stand on vessel အကယ်၍ခင်ဗျာတခြားသင်္ဘောတစ်စီးကိုခင်ဗျာရဲ့ဘယ်ဘက်မှာတွေ့ရဆိုရင်တော့အချိန်နဲ့ပြောင်းပြန်ဖြစ်သွားပြီဗျာတခြားသင်္ဘောကရှောင်ပေးရမယ်ကောင် gateway vessel ခင်ဗျာကြောင့်ဆရာကြီးဖြစ်သွားတယ် stand on vessel ပေါ့ဗျာဟုတ်ပြီဒီ case ကိုပဲ power run vessel တစ်စီးနဲ့ vessel constraint ပိုင်းအတွက် VCD တစ်စီးနဲ့တွေ့ရလို့စဉ်းစားကြည့်မယ်ဗျာခင်ဗျာ power run vessel ခင်ဗျာရဲ့ starboard side မှာ VCD တစ်စီးကိုတွေ့တယ် VCD ဆိုတာကလေသူ့ရဲ့ definition နဲ့မှာပြောထားတယ် root 3h ထဲမှာပြောထားတယ် power run vessel ပဲဒါကြောင့်မို့ခင်ဗျာနှစ်စီးက root 15 ရဲ့ crossing saturation ဖြစ်နေပြီအော်ခင်ဗျာညာဘက်မှာရှိရယ် starboard side မှာရှိရယ်အဲ့တော့ခင်ဗျာ gateway vessel VCD ရဲ့ stand on vessel အဲ့တော့ခင်ဗျာရှောင်ပေးရမယ် okay it's okay အဲ့ဒါကိုမှခင်ဗျာရဲ့ဘယ်ဘက်မှာ VCD ကိုသွားတွေ့မယ်ဆိုရင်ရော okay အဲ့ကျခင်ဗျာ stand on vessel ဖြစ်သွားမယ် VCD က gateway vessel ဖြစ်သွားမယ် okay သူ order course လုပ်လို့မရအောင်danger navigation ရှိတဲ့အတွက်ကြောင့်မ okay ဒါပေမဲ့သူက speed ကိုအတိုးလျှော့ order speed လုပ်ပြီးခင်ဗျာကိုသူရှောင်ပေးမယ်ပြောချင်တာဒါဗျခင်ဗျာအကြိုက်ဆွဲခေါ်လာတာဟုတ်ပြီပုံမှန် saturation ဗျာအခုနအတိုင်းပဲ VCD ကခင်ဗျာရဲ့ဘယ်ဘက်မှာတွေ့တယ်ခင်ဗျာ power run vessel တွေ့ကြပြီ crossing saturation ဖြစ်တဲ့ root 15 ရခင်ဗျာ stand on vessel ဖြစ်တဲ့ဆရာကြီးပဲ AC နေအောင်ပဲ VCD ကကြတော့ gateway vessel သူက order course လုပ်လို့မရပါနဲ့ order speed လုပ်ပြီး speed တိုးမယ် speed short မယ်သူလုပ်ပြီးတော့ color 72ရခင်ဗျာကိုသူရှောင်ပေးမယ်အဲ့လို case မျိုးကိုပဲတချို့သောနိုင်ငံတွေမှာကတဲ့သူတို့ရဲ့ roadset တွေ harbor river lake ကို inland waterway တွေအတွင်းမှာဆိုလို့ရှိရင်တဲ့အဲ့ case ကိုသူတို့ကခမောက်ဆရာကြီးပြင်မလို့တော့ VCD ကဆရာကြီးပါဆိုပြီး VCD ကိုသူက special privilege ပေးလိုက်တယ်ဘာရပေးလိုက်တာလဲဆို rule 1B ရခင်ဗျားတို့ပြောထားတဲ့ special rules တွေကိုထုတ်ပြီးပေးလိုက်တာအဲ့ကြံတော့ခင်ဗျားသွားပြီးတော့ကျွန်တော် rule 15 ရ crossing saturation ရကျွန်တော်က stand on မှာသွားလို့မရတော့ဘူးခင်ဗျားရှောင်းအောင်မှာ तू ကဆရာကြီးဖြစ်သွားတယ်ဘာရလဲဆိုသူ့ rule 1B ရ special rules ထုတ်ပေးထားတာဒါကြောင့်မို့လို့ခင်ဗျားက rule 1B အနေနဲ့ special rules တွေကိုဥပမာပေးပါဆိုလို့ရှိရင်ကျွန်တော်ခုအရင်ဗီဒီယိုတွေမှာပြောခဲ့တဲ့ဥပမာတွေပေးလို့ရတယ်လို့ဒီဥပမာလေးကိုလည်းပေးလို့ရတယ်အချို့သော country တွေအချို့သောနိုင်ငံတွေရဲ့ roadstead harbor river lake or inland waterway တွေမှာ VCD ကိုသူတို့က special privilege အနေနဲ့အထူးအခွင့်အရေးပေးပြီးတော့ VCD တွေက never become gateway vessel သူတို့ကဘယ်တော့အခါမှ gateway vessel ဖြစ်မလားသူတို့ကဘယ်မှာပဲနေညာမှာပဲနေသူတို့ဆရာကြီးပဲသူတို့ရှောင်ကြမလို့တော့ခမ ्या ပဲရှောင်အောင်မယ်ဆိုပြီး special rules ကိုပေးတာဒါက rule 1 ပေးခဲ့နောက်ထပ် example တစ်ခုပြောတာပဲ roadstead ဆိုတာဘာလဲ okay process ဆိုတာကိုမပြောခင်မှာခင်ဗျရှို့ရဲဆိုတာကိုခင်ဗျသိထားဖို့လိုတယ်
င်လေရင်မျက်နှာပြင်အောက်မှာရှိတဲ့တောင်ကုန်းသေးသေးလေးတွေကို small hail or sand ကိုကျွန်တော်တို့က shower လို့ခေါ်တယ်ဟုတ်ပြီအဲ့ဒီ position တစ်ခုအားတဲ့ open anchorage လည်းဖြစ်နေမယ်ဗျာခုနပြောထားတဲ့ shower တွေနဲ့လည်း protect လုပ်ထားမယ်ဗျာ harbor လောက်လည်းစိတ်မဖြစ်ဘူးအဲ့ဒါဆိုလို့ရှိရင်တော့အဲ့ဒီနေရာလေးကိုကျွန်တော်တို့က roasted လို့ခေါ်တယ်ဗျသူ့ကို definition အနေနဲ့ဆိုလို့ရှိရင်တော့ဒီ collar 72အပြောင်အစောက်ကလေးထဲမှာခင်ဗျားကိုပြထားတာရှိတယ်အဲ့ဒါလေးသိထားတော့ခင်ဗျာပိုကောင်းလိုက်မယ် Okay နောက်တစ်ချက်ထပ်ပြောချင်တာက roasted harbor river lake or inland waterway အတွက်တဲ့ထုတ်ထားတဲ့ special rules တွေကိုတဲ့ခင်ဗျားဘာမှရှာလို့ရနိုင်မလဲတဲ့ဆိုလိုချင်တာ rule 1b မှာပြောထားတဲ့ special rules တွေကိုခင်ဗျားဘာမှရှာလို့ရနိုင်မလဲ Okay ကြည့်လိုက်အောင်Rule 1b မှာပြောထားတဲ့ roasted harbor river lake or inland waterway တွေအတွက်တဲ့ special rules တွေကိုတဲ့ local authority တွေဖြစ်တဲ့ port state တို့ coastal state တို့ကနေထုတ်ပေးတယ်အဲ့ special rules တွေကိုခင်ဗျဘယ်လိုသိနိုင်မလဲခင်ဗျဘယ်မှာသွားရှာလို့ရနိုင်မလဲဟုတ်ပြီပထမတစ်ချက်တဲ့ဘယ်မှာရှာလို့ရမလဲဆို admiralty sailing direction လို့ခေါ်တဲ့စာအုပ်တွေ pilot boat စာအုပ်တွေမှာခင်ဗျကြည့်လို့ရမယ်သူကတဲ့worldwide coverage ဖြစ်ဖို့အတွက် area လိုက်ထုတ်ပေးထားတယ် UKHO ကနေပြီးတော့ NP1 ကနေပြီးတော့ MD72 ထိရှိတယ် volume အပြင်ကတော့76 volume ထုတ်ထားတယ်သူကတချို့ area တွေမှာ ABC ခွဲပြီးထုတ်ထားတဲ့အတွက်ကြောင့်မလို့အားလုံး total 76 volume ဖြစ်နေတာ MD1 to MD72 Admiralty Sailing Direction Pilot Boat အဲ့မှာခင်ဗျားသွားရှာလို့ရတယ်နောက်ဒုတိယချက်အနေနဲ့ကောင်နံပါတ်2အနေနဲ့ Guide to Poetry စာအုပ်တွေမှာခင်ဗျားတွေ့နိုင်တယ်ဒီ Admiralty Publication တွေအကြောင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုလေးတွေမှာခင်ဗျားတို့ပို့ပြီးတော့အသေးစိတ်အနေနဲ့ကျွန်တော်ရှင်းပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်